Mwati. Welcome to Mr. Seawater on the Beach. ဘူးသူရဲ့လက်နဲ့ကိုယ်တိုင်ကြီးလို့ထားရှာတယ်အရင်တုန်းကရင်ခုန်ပူးခဲ့တဲ့စာလုံးဝိုင်းလေးတွေကိုပြန်မြင်လိုက်ရတော့ပြန်လဲတွေ့လိုက်ရတော့ဒီစာကိုခွင့်လို့မကတော့ဘူး เท่าไหร่ครับ 500 ค่ะ 500เลยเหรอ ใช่ แพงจังอ่ะขอ100เดียวไหม100เดียว ไม่ได้อ่ะ50 บาทละกันโอเคปะ ได้ไปเท่าไหร่ครับ 20 บาทค่ะ หน้าอย่างมึง20 บาทให้ฟรีกูยังไม่เอาเลยอีดอก သူကကြက်ပြီးတော့ကုန်ပြီပဲ။ညကိုကုန်ကြတော့ရကြလို့သူကတန်းကုန်ပြီ။တားနေတော့ကုန်ဝယ်တော့တဲ့ကောင်မတွေစီနေတာ။လောက်ခံပြီးလို့ရှိရင်လေ 对，俺都现在那肯定俺们外户家的， ။တကယ်ပြောတာဒီလား။တချို့ကောင်မတွေဆိုတော့ခံတော့လေကိုကသူ့ရင်တော့သွားခံတယ်ဒီလား။ကောင်းလေးခေါ်နေအောင်သွားခံ။ပြီးပြန်လိုက်ကိုကပဲဆေးဝယ်တော့တာအမလေးအဲ့ထက်ကိုရီးယားမှာဒီတောက်စီရှိသေးတယ်သူတို့မှတောက်စီမရှိဘူး။ 嘞，我多了点了， အဲ့ဒါတော့ခံပြီးတော့ပြန်လာတော့လေပေါ့လို့ဆေး 我 ဝယ် 这 တော့ 买一条毛布， ဒါကိုခြုံလို့တဲ့ကောင်မတွေရှိသေးတယ်။ခြုံလို့တဲ့ကောင်မတွေကိုရီးယားကဟိုဖြစ်နေမှာလောက်ခံတော့ကိုရီးယားတဲခိုကန်တော့ခေါ်တော့မှလောက်ခံမှာသူကမဟုတ်ခြုံလိုက်လောက်ခံတယ်ဘယ်နေရာနေလဲလောက်ခံတယ်ပြီးဆေးတော့ကိုကိုဝယ်တော့တာမလေးကလေးကပတ်စံထောင်တော့ကလေးစီမတောင်းကိုဝယ်တော့တာဖြစ်တာ 哪里个布呢？ အဲ့တော့ကောင်မတွေစီပြတ်တယ်ပြီးတော့ရရ အတင်းပြောအောင်ပြောနေ 不知道，这老板上线天天过来呗。 အားလုံးမင်္ဂလာပါထိုင်းစာတရက်တခွန်းကနေပြန်လဲကြိုဆိုပါရယ်ဒီမှာเนาะရေတဘူးပေးပါဆိုရင်ရောဘယ်လိုပြောရလဲဗျเนาะတကယ်လို့ရေတဘူးပေးပါဆိုရင်တော့เนาะขอน้ำดื่ม1ขวดครับเนาะขอน้ำดื่ม1ขวดครับเนาะน้ำดื่มဆိုတာရေတောက်ရေကိုပြောတာပေါ့เนาะတဘူးကိုဆိုရင်1ขวดเนาะ1ขวดเนาะတဘူးပေးပါလို့ပြောပါပါเนาะဒါမဲ့တကယ်လို့ကိုကပေါ့เนาะတဘူးမဟုတ်ဘဲနဲ့ပေါ့เนาะတပလင်းလို့ပြောချင်နေဆိုရင်လဲ1ขวดလို့သုံးနေเนาะ1ขวดเนาะတူပဲเนาะတဘူးတပလင်းဆိုရင်1ขวดเนาะ1ขวดလို့သုံးပါတယ်တတအိမ်မစေတမန်မြင်တွေ့ဝရန်လီတွေပြန်အုပ်အော်တွန်းတဲ့ကြာရလေးမှနူထားလာခဲ့ပြန်အော်တင်းကြအော်တင်းကြဒီကြဆူကြကကြရသည်အောင်တော့မှန်နေကူရွှေမြူနေတဲ့ကြအိမ်မစေတမန်မြင်တွေ့ဝရန်လီတွေ Are emo what? Do you even know what emotional damage means? What does it mean? Basically, when someone hurts how you what? Right now, you are giving me emotional damage. Okay, waterfall. How many of you think that it's important to have friends? Okay? How many of you, hands down, think it's important to understand how you feel?